ရာသီဥတုရဲ့အခြေအနေကြည့်လိုက်တော့လေကလေးကဖြန့်မိုးရိပ်ကလေးတွေတွေ့တော့ကိုင်းသူ9 နာရီခွဲမစောင့်နဲ့တို့ပလင်ပေါ်ရောက်ဖို့အရေးကြီးတယ်ဆိုပြီးတော့သတ်မှတ်ချိန်စောပြီးဘုန်းကြီးပလင်တက်လာတာဘာဖြစ်လို့လဲဉာဏီကဆိုတော့ပြောထားတဲ့စကားရှိတယ်ဓမ္မကတိကဟာပလင်တဲ့မနှေးရဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့မင်းတို့ဆိုယူမုတ်ကူလေးဖြက်အကြောင်းတစ်ခုခုနဲ့တရားပွဲဆိုတာပြည့်တတ်တယ်ဇပ်ပွဲဆိုတာလည်းပြည့်တတ်တယ်ဒီတော့ပလင်စောစောတဲ့ပလင်ပေါ်ရောက်လို့သီလပြီးလိုက်တာနဲ့ကြောပွဲတဝက်ပိုင်ပြီးသားမှတ်အခုပိုင်ပြီလားလေလေးခတ်နေတယ်နော်အဲ့ဒါဟိုတနေ့ကအေးကဘိုးတညာတဲ့3ပလင်ကူးလိုက်တာပလင်နေကြည့်လိုက်တော့လေခမည်းတော်မြင်တဲ့အတိုင်းဒီပလင်မျိုးအပေါ်ကလည်းအမိုးအကားမရှိဘေးကလည်းအမိုးအကားမရှိရာသီဥတုကလည်းအပေါ်ကအေးကိုကဓမ္မဂရိကဆိုတော့ပုတ်ထုတ်ဆောင်းခွင့်လည်းမရှိခေါင်းမူခြုံခွင့်လည်းမရှိသွားပြီးဆောင်းလိုက်ရင်နောက်ကအကုန်လုံးပြက်ကုန်မှာပေါ့ကဲအေးလည်းဖေးဟာအဲ့ဒီလိုနဲ့ပလင်နေထိုင်လာလိုက်တာကြောင်းရောက်တော့ဂျွန်းပြစ်တာပဲမနေ့ကစားထားတဲ့အစာကအပေါ်ကိုလေတက်လာအေးပတ်တော့ပရိသတ်ရေအစာကဒါတော့ခမရတို့လိုညစာစားတာမဟုတ်ဘူးနော်ဝင်းပေါ်ဝင်းအောင်သဘောပေါ်တညာလုံးကောင်းကောင်းမအေးရဘူးကုရီတဲ့ဝင်းနေရငါတော့ဖြစ်ပြီဒီနေ့ဘုန်းကြီးမွေးနေ့ဖြစ်တာမနေ့ညကသွားတော့မယ်ထင်တယ်မွေးနေ့ကကတ်နေအဲ့ဒါကနေ့လှူတန်းပြီးတော့မှခန္ဓာကိုယ်ကလည်းအထိုက်လျောက်လေးကောင်းလာတော့ဒီတနေ့တော့ငါမသွားသေးဘူးထင်တယ်ဟိုတုန်းကမိုးပါရွာလဲနေပါပူလဲတဲပြီးတော့မတွက်ခဲ့ဘူးပေါ့ဗျာအခုကြတော့နည်းနည်းလေးရာသီဥတုအပြောင်းအလဲနဲ့တွေးလိုက်တာနဲ့ခန္ဓာကိုယ်ကဘာဖြစ်သွားပြီလဲစကားပြောသွားပြီဘာဖြစ်သွားပြီလဲဘာဖြစ်လို့ခန္ဓာကိုယ်ကဒီရာသီဥတုတန်နေမခံနိုင်တော့တာလဲဆိုတော့အသက်က80တွင်ဟုတ်ပြီလားအသက်ကကြီးလာတာအသက်ကြီးလာတော့ရာသီဥတုတန်ခံနိုင်တဲ့စွမ်းရည်ကနည်းသွားတာကိုယ်ကံအားတွေကပြောနဲတယ်ပြောကြတယ်သွားမပြောနဲ့တောင်အင်းမြောက်ရင်ရောက်သွားဦးမယ်ကိုယ်ကံအားကခန္ဓာရလို့အလုံးပဲဗျနော်အိုရတဲ့ဟာအိုရတဲ့ခန္ဓာရရင်အနှေးမြန်တနေ့အိုးကိုအဲ့ဒါမအိုးပါနဲ့တောင်းဆိုလို့ဘယ်သူအိုးခြင်းလဲမအိုးခြင်းလို့အိုးနေတာကိုခမည်းတော်ပြင်းနေတာမဟုတ်လားရသလားအိုရတဲ့ခန္ဓာရရင်အိုးကိုအိုးမှာပါပဲတဲ့ဟုတ်ပြီလားဒါကြောင့်ယန္တံဇာတံဘုဒ္ဓံသင်္ခတံဘလောကဓမ္မတံဝတ္တမဘလုံးစီတိနေတံဌာနဝိသတိအိုရတဲ့ခန္ဓာကိုယ်ကြီးကိုမအိုပါနဲ့တောင်းဆိုလို့မရဘူးတဲ့အိုရာဘသူအလုံးအဲ့ဒါကြောင့်ဘာတိုက်တွန်းလဲဆိုလိုက်အိုရမီဘေးမရောက်သေးမျောတွေးဆင်ခြင်ပါအိုတဲ့အခိုက်ရောက်နေတဲ့ပုဂ္ဂိုလ်ရဲ့ပြောလိုက်တဲ့စကားကိုငါလဲတနေ့ဒီလိုဖြစ်မယ်ဆိုတာအရွယ်ကောင်းတဲ့လူငယ်တွေကစဉ်းစားထားတော့နုပြူလန်းဆန်းခြင်းဟာလှပခြင်းဟာဘယ်မှာဆုံးလဲ
ပြောအိုခြင်းမှာဆုံးပါတယ်ကျိုးတို့တွေငယ်စဉ်ကဖြတ်သန်းပြီးလာလိုက်တာနုပြိုလန်းဆန်းနေတာပဲမဟုတ်လားတရက်နဲ့ရက်တွေလွန်လာတွေလွန်နှစ်တွေလွန်လာတော့သူ့ရဲ့ဗီဇပေါ်လာပြီမဟုတ်လားအဲ့ဒါကိုအိုရင်သလားမေးတော့အရွယ်ကောင်းပြန်ရောက်ချင်တာ15 20စိတ်30အရွယ်ထားလိုက်ထိုင်လိုက်သွားလိုက်လာလိုက်တခါလေစောင်းကြောင်းတိုင်းခင်ကပြုတ်ကြရင်ကြလာထားတော့မဆိုလက်ကထောက်ရပြီထောက်เสียမရှိလာလို့ရှိရင်အနားများဘသူရှိဘာများရှိဘယ်လိုဆွဲထားရပါဩဘာဖြစ်တာလဲပြောဒါဖြင့်ဆိုလိုက်မအိုပါလို့တောင်းစုဆိုလဲတောင်းတိုင်းမရအိုကြရအနတ္တခန္ဓာကိုယ်အိုးနေတဲ့ခန္ဓာကိုယ်ကြီးကိုသိရတာကိုတော်တော်ပင်ပန်းသွားပြီနော်ဒါကြောင့်ဘုရားကယံအကျဉ်သဘောတရားတွေဟာဇာတံဖြစ်တဲ့ဘူတံကြီးပွားတဲ့သင်္ခတံပြုပြင်စီမံရတယ်တန်တို့ပြည့်ကြီးပွားပြုပြင်စီမံရတဲ့သဘောတရားတွေဆိုတာပလောကဓမ္မံနောက်ဆုံးတော့ပြည့်ချင်းသားလည်းအဆုံးရှိတယ်။အိုခြင်းသားလည်းအဆုံးရှိတယ်ဒီလိုမဟုတ်လား။တန်တို့အိုရတဲ့သဘောတရားတွေကိုမပလို့စီမအိုပါနဲ့လို့တောင်းဆိုလို့ရာယောသည်နဝိဇ္ဇတိပြောလေမရှိဘူးဘိုးတော်ကလည်းအခုလည်းနောင်ရောအဲ့ဒါကိုမြင်အောင်ကြည့်ပါမြင်အောင်ကြည့်သိပြီးတော့အချိန်နဲ့အခါနဲ့လုံးမရမယ်ကုသိုလ်အလုပ်ကိုပရိသတ်ရဲ့အချိန်ရှိတော့ရအောင်လုပ်ပါခွန်အားစွမ်းအားတွေနဲ့ယူမရနိုင်တဲ့ကုသိုလ်တွေကိုခွန်အားစွမ်းအားတွေရှိတော့ရအောင်လုပ်ပါအချိန်นี้ကုန်ခွန်အားစွမ်းအားတွေကုန်မလိုခြင်းပြီဆိုတော့ပရိသတ်ရဲ့နောင်တပဲရမယ်ဗျနော်ဒါကြောင့်တူထောင်းတဲ့သက်တမ်းကာလလူဖြစ်သက်ရှင်ရပ်တည်နေရတဲ့အခိုက်ကလေးမှာကိုလူရဲ့နေတိုင်းကုသိုလ်စိတ်တွေမွေးပြီးတော့ဗာများများရအောင်လုပ်ကြမှာလာတော့ကလည်းသွားကြတော့ကောမခေါ်ဘဲနဲ့လမ်းမနှင်းမလို့မမောင်းချပဲနဲ့ဆင်းဆင်းသွားနေကြတာပဲမဟုတ်လားအဆင်းနေအသွားတွေသိပ်မြန်းနေတယ်သွားပြီလို့ဆိုတော့ခမရတို့တွေဘာပစ္စည်းများယူနိုင်သေးဘယ်သူကိုလက်ဆွဲပြီးတော့ခေါ်လို့သွားနိုင်သေးခေါ်တော့ကိုလိုက်ကြမှာလားဘယ်နဲ့ချစ်ကြအောင်ဗျာဘဝတစ်ခုတာအတွက်စုံစည်းနေတာတော့ကြတော့ကိုလန်းကိုလျှောက်ရမှာသန္တရာခရီးကိုလျှောက်ကြတဲ့နေရာမှာကုသိုလ်နဲရင်မျက်နှာငယ်မယ်နော်ဘဝအဆင့်တွေနှိမ့်သွားမယ်နော်အောက်တန်းကြမယ်လက်ရှိကိုပဲကိုယ့်ဟာကိုယ်သိပေါ့ဗျာဘဝအဆင့်တွေကလည်းနှိမ့်အောက်တန်းကလည်းကြဟုတ်တယ်မို့လားနိညာတွေဖြတ်သန်းလာခဲ့ရတာတွေပြန်စဉ်းစားရင်ဘယ်မှာစိတ်ချမ်းမြေ့ွယ်တွေ့လို့လဲဒုက္ခပြီးဒုက္ခဆင်းရဲပြီးဆင်းရဲဟုတ်ပြီလားဘာတွေးရင်ထဲမှာအေးလာတယ်မရှိပါဘူးလင်ကတစ်မျိုးမယားကတစ်မျိုးသားသမီးကတစ်မျိုးဒီလိုမဟုတ်လားအညီကိုမောင်နှမတွေကတစ်မျိုးအဲ့ဒီအမျိုးမျိုးတွေဟာကောင်းကောင်းလာသလားဆိုတော့ဘာဖြစ်လဲပိုးပြီးတော့ဆိုးလာတယ်ဒါခမည်းတော်ခံစားချက်ကိုယ်တွေနေမှာပါဒါတွေကိုမြင်အောင်ကြည့်သိအောင်လုပ်ပြီးတော့ဟဲငါတော့နေရတဲ့အခိုက်လေးဘုရားသာသနာအရေးအောင်ရနိုင်တဲ့ကုသိုလ်ငါကြိုးစားယူမယ်ဟဲ့ဟုတ်ပြီလားဘ
ဘုရားတော်ကြောင့်ကံရောက်ဘာလို့ဟာဒီပစ္စည်းလဲလေအမိုက်ကျုံလေတန်ရှင်းရေးလုပ်လေပတ်စံကုန်လားပစ္စည်းကုန်လားချိန်ကုန်လူပန်းသလားဘုရားတွေကမရောက်ဘူးလားလုံသလားမဟုတ်တရုပ်ပြောရောမယ်ကျုပ်ဘုရားပေါ်မှာနေတာတရုပ်မှဒီပစ္စည်းမလဲပေါ့ဟုတ်ပြီလားလူလစ်ရင်တယောက်လက်ဆွဲခါဖက်သွားတာပူသေးဒီကြတဲ့ကိုလူရဲ့နေကြစည်းခွန်တို့ကွာစည်းခွန်တို့ဆလိတ်တို့ကတွေ့သေးရောင်လေးများကောင်းလို့တန့်ရှင်းမဲ့လှုပ်လိုက်ရင်ကွန်သွေးကတွေ့သေးဒီထဲမှာဘုန်းကြီးတို့ပရိသတ်ကြီးကျုပ်ကထိုင်းနေကိုတော်ကြီးတဲ့ဗျာလို့ကျုံမမသိဘူးငရံတွင်ကဘယ်ဟာတော့အဲ့ဒီစတိပေါက်လေးကနေဆင်းသွားရင်ရောက်ပြီတခါတလေလဲထိုင်းနေရင်အရှင်ဘုရားတဲ့ဗျာလို့အိမ်သာဘယ်နားမှာတခါတလေကြတော့လေရေကဘယ်တော့ရဒါလောက်ရေဘူးတွေပေါ်နေတာယူမလာဘူးလားမပါဘူးတဲ့ဟောဟိုနားသွားရေအိုးစင်ရှိတယ်ပင်ရံတွေသောက်တဲ့ရေအိုးစင်လက်ညှိုးထိုးရေအိုးစင်ရဲ့အိမ်သားရဲ့ငရံတွင်လက်ညှိုးထိုးနေရတာနဲ့ကိုယ့်လုပ်ကိုမလုပ်ရဟုတ်ပြီလားဒီတော့တရားစိတ်နဲ့ဉာဏ်လေးရှင်ပြီးတော့သွားလာလှုပ်ရှားနေရင်ကုသိုလ်လုံးเสียတွေကိုလူရဲ့အများကြီးပဲယူတတ်ရင်ပေါ့လေပတ်စံကုန်လားပစ္စည်းကုန်ချိန်ကုန်လူပန်းသလားဟောအမိတ်များရှိသေးရင်အမိတ်အိယာတန်ရှင်းပေးလို့အိမ်သားရေချိုးကကိုယ်တိုင်ဆေးလို့ရေချိုးကိုယ်တိုင်ရေချိုးပေးဝေယဝိဆာတွေလှုပ်ပေးဘာရတန်ဝန်လဲကြည်တယ်ဝတ်လဲပြည့်တယ်ကုသိုလ်လဲရတယ်ဒီကုသိုလ်ကပိဿုပံကိုလည်းအထောက်အပံ့ပြုပြီးတော့ဘဝကိုငြိမ်းချမ်းစေတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးကိုလူလည်းချစ်တယ်နတ်လည်းချစ်တယ်မိစ္ဆာယံကလည်းကင်းတယ်တဲ့မိစ္ဆာတွေမဖြစ်စည်းနိုင်ဘူးဟုတ်ပြီလားအခုတော့ကိုလူတွေကမိဝဖားဝတေလည်းပြည့်မိတောင်ဝဖတောင်လည်းလေဟင်းဖရာเจ้าကနေသွားကြလဲပဲသူတို့ချီမုံနေတာကြနေခဲ့တာပဲတန်ရှင်းရကြတော့မလောက်ကြဘူးမလောက်ကြတော့ဂါရဝလားအဂါရဝလားအဂါရဝဟာသာသနာကွယ်ချောင်းပဲအဲ့ဒီပုဂ္ဂိုလ်ဘာကွယ်သွားပြီလဲပြောဘာကွယ်သွားပြီလဲကိုလူရဲ့အဲ့ဒီလိုအတိလေးတွေရှင်ပြီးတော့ကိုမှသာသနာမကွယ်အောင်တော့ကြိုးစားကြဖို့လိုပြီနော်ကျုပ်ပြောချင်တာဒါပဲသာသနာကြီးနဲ့တွေ့ပြီးတော့သာသနာမကွယ်ကြပါစေနဲ့ဟုတ်ပြီလားဒါကြောင့်ယန္တံဇာတံဗုဒ္ဓံသင်္ခတံဘလောကဓမ္မံဓမ္မဝတ္တမဘလုံးစေတိနေတံဌာနဝိသတိကိုလူရဲ့ဩရတ်ရတာမှာတော့နောက်ဆုံးပါဖြစ်မယ်အိုရမယ်ဘေးကိုတွေးပြီးတော့စဉ်းစားနေပါတဲ့အဲ့ဓာတွေသိပြီးတော့မအိုခင်ပါလို့ရမှာလဲကုသိုလ်များများလို့ဆိုလိုက်မအိုခင်ကကြိုတင်ကောင်းမှုရိုးစားပြုလောဆိုလိုက်မအိုခင်ကကြိုတင်ကောင်းမှုရိုးစားပြုလောခေကြီးကတမ္ပတ္တိခေမဟုတ်ဘူးပရိသတ်လူနှစ်ယောက်ရှင်းထိုင်စကားပြောသူ့မှာယောဂရှိနေတာကိုမသိဘူးတသောသောပြောယောဂဘုရားဘယ်ဟာကူးတာတော့ကိုယ်တဏ္ဍာသူယောဂဘုဝင်ရောက်သွားတာကိုလည်းမသိဘူးယောဂဘုကကိမ့်ပြီးတော့သက်ဆောင်တအသွေးအသားကိုဝါမျိုးတာယောဂဘုကကြီးထွားပေါက်ပွားပြီးတော့လာပြီဆိုရင်ဘယ်လောက်ပဲစားတော့ဘယ်လောက်ပဲကြမ်းမာရေးဂယုဆိုင်အဲ့ဒီယောဂဘုရဲ့စားတော့နှုံးကိုပြီးမီအောင်ပရိသတ်ကြီးမရလာတော့ကိုယ်ကအားတွေကြာပြီးတော့မအီမသာဖြစ်တော့
သမားတွေခင်မိနည်းတွေနဲ့စုံစမ်းလိုက်တော့ယောဂကျွန်းပြီဆေးဝါးကောင်းတွေနဲ့လှုပ်တာပဲဒီသမားမရဟိုသမားဒီနိုင်ငံမရဟိုနိုင်ငံဘယ်လောက်ကုန်းဆိုပြီးတော့လှုပ်ကြတာပဲကုန်းတာပဲရသလားအလောင်းသက်ပြန်ခဲ့ရတာတွေတပုံကြီးဆန်းပြတဲ့ယောဂဝေဒနာတွေကလည်းပေါ်မှာပေါ်ဒီလိုမဟုတ်လားကိုယ်မှာယောဂရှိနေတာမသိဘူးသိတဲ့ချိန်ကျတော့သေဖို့ချိန်ရောက်သွားပြီဒီလိုဖြစ်တွေကပတ်ဝန်းကျင်မှာအများကြီးနော်ဒီတော့တန်ဖိုးကြီးတဲ့ဘုရားသာသနာအရေးအောက်ကလေးရောက်တဲ့အခိုက်အန္တရာယ်ကင်းကင်းနဲ့သက်တမ်းပြည့်သက်တမ်းကျော်နေပြီးတော့သာသနာတွင်ကုသိုလ်တွေကြိုးစားပြုခွင့်ရဖို့ရကိုလူရဲ့အာမခံချက်မရှိဘူးနော်ဘာဘူးလို့လဲအသက်အာမခံချက်မရှိတာဘဝအာမခံချက်လည်းအခုအိုကမြန်တယ်လို့အနာကလည်းမြင်တယ်နော်ယောဂါတွေဖြစ်အိုရမယ့်အရွယ်တွေမဟုတ်ဘဲနဲ့အိုးနာရမယ့်အရွယ်မဟုတ်ဘဲနဲ့ဆေးနဲ့လူနဲ့ကိုလုံးနေတာပဲမဟုတ်ဘူးလားပြီးတော့ကိုယ်ကနာလာတော့စိတ်ကလည်းနာပြီပေါ့ဗျာကိုယ်သာနာပြီစိတ်မနာစေနဲ့လို့ပြောဟောနေပေမဲ့တကယ်ဖြစ်လာတော့နာတာပါပဲဟုတ်ပြီလားဒါပြင်ဆိုလိုက်နာရမိပဲမရောက်သေးမျောတွေးဆင်ញင်ပါဆိုလိုက်နာရမိပဲမရောက်သေးမျောတွေးဆင်ញင်ပါဘာဖြစ်လို့လဲအနာမြန်းနေတယ်ဟုတ်ပြီလားယောဂကင်ကြမ်းမှခြင်းဟာနာခြင်းမှဆုံးတယ်အခုဟာကယောဂကအရွယ်ကောင်းနေလဲကူးဆက်နေတာဟိုတုန်းကအသားချင်းထိမိမှနောက်တော့အသုံးဆောင်ခြင်းလဲသုံးဆွဲမိမှအခုကြတော့အဲ့ဒီလိုကိုမဟုတ်တော့ဘူးယောဂကဘယ်ဟာကူးတာလေကနေကူးတော့ကူးဆက်မှုကသိမ့်မြန်ကူးဆက်တာလည်းမသိဘူးဒီတော့ကာကွယ်ဖို့လည်းပဲကိုယ်မှာဘာမှမဖြစ်သလိုနေတကယ်လဲယောဂလည်းဖြစ်ရောကာကွယ်လို့ကမရတော့ဘူးအဲ့ဒီလောက်အန္တရာယ်များနေတယ်တဲ့ဒါကြောင့်နာရမဲ့ဘေးကိုလည်းတွေးပြီးတော့ထားပါနားလာဖို့ရောက်လာပြီဆိုတော့မနာပါလို့တောင်းဆိုလို့ဆေးဝါးတွေနဲ့မရသမားတွေနဲ့မရပက်လက်လေးဖြစ်ကြပြီမဟုတ်လားမျက်နှာငယ်လေးတွေနဲ့နော်ဒါကြောင့်နာရမီဘေးမရောက်သေးမျောတွေးဆင်ញင်ပါနာတဲ့လူတွေတွေးပြီမဟုတ်လားအမလေးဘယ်သူဖြင့်ယောဂဖြစ်တာခြုံငုံကြသွားပြီတကယ်ချင်းပေါင်းသိနေတွေ့တယ်နော်အဲ့ဒီနာရာကိုမနာပါနဲ့တောင်းဆိုလို့ဆူတောင်းလို့ဒါဖြင့်ဆိုလိုက်မနာပါလို့တောင်းစုဆိုလဲတောင်းတိုင်းမရနာကြရအနတ္တခန္ဓာကိုဘာမှပိုင်ဆိုင်မှုမရှိပါဘူးနာပြီးရင်ဘာဖြစ်မလဲပြောမကြားခြင်းမနေနဲ့သေကိုသေမှာဟုတ်ပြီလားတရက်နဲ့ပဲနီးပြန်ပြီတလနဲ့ပဲနီးပြန်ပြီတနှစ်နဲ့ပဲနီးပြီမွေးနေ့ဆိုတာသေမဲ့နေ့ပဲသေမဲ့နေ့နီးလာတာပဲမဟုတ်လားဒါပြင်ဆိုလိုက်တရက်လွန်လာငါခန္ဓာသေရန်တရက်နီးခဲ့ပြီတလလွန်လာငါခန္ဓာသေရန်တလနီးခဲ့ပြီတနှစ်လွန်လာငါခန္ဓာသေရန်တနှစ်နီးခဲ့ပြီအဲ့ဒါလေးကိုနေတိုင်းတစ်ခေါက်လောက်တော့ရွတ်ပဲဆိုပဲဆိုပေးလာတော့ကိုလူရဲ့အသေးမြင်လာမယ်ပေါ့
ကိုရှိကတငယ်ချင်းနေအသေးမြန်တာတွေ့တယ်မဟုတ်လားသေသွားလို့ဟိုးသုတ်တန်ရောက်ပြီဆိုဘာလုပ်လို့ရသေးဒါဖြင့်ဆိုလိုက်သေရမည်ပဲမရောက်သေးမျောတွေ့ဆင်ញင်ပါမသေးပါလို့တောင်းဆိုဆိုလဲတောင်းတိုင်းမရသေချာရဘာခန္ဓာအနတ္တခန္ဓာကိုဒါလေးတွေမပြတ်မပြတ်ဓမ္မသင်္ကာလေးတွေစိုးစိုးပြီးတော့ကိုလူကြီးကိုဆင်ញင်သုံးသပ်ကြရင်အိုရာကိုလည်းမြင်လာမယ်နာရာကိုလည်းသေရာကိုလည်းအဲ့ဒီအိုနာသေးတွေမြင်လာပြီးသိလာပြီးဆိုတော့အိုတဲ့ချိန်လည်းမတုံ့လှုပ်ဘူးနာတဲ့ချိန်လည်းသေတဲ့ချိန်လည်းဝင်လီထွက်လီဘယ်လီရက်စားဝင်သက်ထွက်သက်ဘယ်အသက်မှာပြတ်စားအဲ့ဒါဘယ်သူလို့ခန္ဓာအလုပ်ပရိသတ်ရေဩရနာရသေတာဘယ်သူအလုပ်လဲဒါပြန်ကိုယ်လို့ကဘာလဲပြောကိုယ်အလုပ်ကဘာလဲဘုရားသာသနာအရေးအောက်ဒါကြောင့်မန္တယံဗောဓဗံတတိအတိကြီးစွာထားကြပြီးတော့တဲ့ကတ္တဗံကုသလနေတိုင်းကုသိုလ်တွေရအောင်လုပ်ကြပါစရိတဗံဗြဟ္မစရိယံကိုသူတော်ကောင်းကြီးတွေဖြစ်အောင်စောင့်ရှောက်ပါဘယ်သူမှမွေးကနေကကောင်းလာတာမဟုတ်ဘူးဗျနော်မကောင်းတာတွေကိုမကောင်းမှသိအောင်ကြိုးစားပါသိပြီးရင်အဲ့ဒီမကောင်းတာတွေကိုဟိုအရင်တုန်းကမကောင်းမှမသိလို့လုံးပြီးသည်ထားသိသွားတဲ့အချိန်မှာထပ်ပြီးတော့မလုံးပြီးအောင်ဘယ်သူထိမ့်သိမ့်ရမယ်ဘယ်သူစောင့်ရှောက်ရမယ်ကုသိုလ်ဝတ္တကုမချွတ်အောင်ကြိုးစားပြီးခမည်းတော်စောင့်ထိန်ပြုလာရင်ကိုယ်အလုပ်လေးကိုပြန်သုံးသပ်လိုက်ရင်ကြည်ညိုနေမှာလားယွံမုန်းနေမှာလားဘယ်နဲ့နေမယ်အဲ့ဒါဘယ်သူလုံးမရမှာလဲသဘောပေါက်တယ်နော်ဘယ်သူလုံးမရမှာလဲအခုလုံးခွင့်မရဘူးလားဘာဘူးလို့ဖြစ်သလိုနေခြင်းသာလဲဟုတ်ပြီလားဒါဘယ်သူအရေးလဲလင်သားဇနီးမယားသားသမီးမိသားစုအရေးမဟုတ်ဘူးနော်ဘဝကြီးတစ်ခုလုံးတပါးသူအတွက်အချိန်ပြည့်မပေးစနဲ့အဲ့ဒါကိုနာမယ်အတိတ်ကကုသိုလ်နဲလို့ဒီနေ့ဒီအဖြစ်တွေဖြစ်နေတာဒီတခါအခွင့်သာကလေးနဲ့ဒီလိုသာနေသွားရင်နောင်လည်းပဲဒီလိုနေဦးမှာပဲခွင့်ရပေးနေပြီနော်ဒါကြောင့်မန္တယံဗောဓဗံတတိအတိကောင်းစွာရှိကြပြီးတော့ကတ္တဗံကုသလံကုသိုလ်များရအောင်လုပ်ကြတဲ့ဘာဖြစ်လို့လဲရလာတဲ့ခန္ဓာကိုယ်ကြီးကမအိုရတဲ့ခန္ဓာဆိုတာပြောမနာရတဲ့ခန္ဓာဆိုတာမသိရတဲ့ခန္ဓာဆိုတာအိုအနာအသေးလဲဥသွားလို့ရှိရင်ခွင့်ရဆုံးမလိမ့်မယ်အဲ့ဒါကြောင့်ဘုရားကနေတိုင်းကုသိုလ်တစ်ခုဝတ်ထားပြီးကြိုးစားလို့ကိုသူတော်ကောင်းပြအောင်စောင့်ရှောက်မကောင်းတာမကောင်းမှသိအလျော်စွာထပ်မလုံးမိအောင်ကိုတတိအတိဥဆောင်ပြုပြင်ထိမ့်သိမ့်သွားကြမယ်ဆိုရင်နည်းနည်းထိမ့်သိမ့်နိုင်ရင်နည်းနည်းသူတော်ကောင်းဖြစ်ပါပြီများထိမ့်သိမ့်နိုင်ရင်ဒဇနဲ့ဒီလိုစောင့်ရှောက်သွားကြရမှာနော်အဲ့ဒီလိုကိုစောင့်ရှောက်ပြီးတော့သွားကြလို့ချင်းဒီပုဂ္ဂိုလ်တွေမှာအခွင့်သာပြီတဲ့ခွင့်ရမဆုံးဘူးဟုတ်ပြီလားကုသိုလ်တွေကြီးလာပြီဆိုတော့ဘုံတွေကြီးကြပြီကုသိုလ်တွေကြီးတော့ကုသိုလ်လုပ်တဲ့အားကောင်းတဲ့လောက်ပရိသတ်ရဲ့အမြင့်ကိုရောက်ကြမယ်ဟုတ်ပြီလားပြီးတော့ကိုရတဲ့ကုသိုလ်တွေကဘယ်လိုရှိလဲပုံညာနိပဋိက္ခဏန္တိပုံညာနိ
မိမိတို့ပြုလုပ်လို့ရတဲ့ကုသိုလ်တွေကပဋိက္ခဏံတိကုသိုလ်ရှင်တွေကိုရောက်လျာဌာနဖြစ်လျာဘုံဘဝတွေကနေကုသိုလ်တွေကမျောလင့်ပြီးတော့နေတယ်တဲ့ဆောင်ဆိုင်ပြီးတော့နေတယ်ဘာလို့ဖို့လဲကောင်းကျိုးပေးဖို့ကုသိုလ်ဆိုတာအပြည့်မရှိဘူးကောင်းကျိုးပေးတယ်ကောင်းကျိုးရခြင်းရင်ဘာလို့ရမယ်ကုသိုလ်လုပ်ကြကုသိုလ်နဲ့မျက်နှာငယ်မဲ့ဟုတ်ပြီလားကောင်းကျိုးများများရခြင်းရင်ကုသိုလ်များများရအောင်လုပ်လေကုသိုလ်များလာပြီဆိုတော့ဘဝမှာအဆင့်မြင့်သွားမယ်နော်ဘဝတွေမကုန်သေးလို့ဖြတ်တန်းကြရအောင်မယ်ဆိုရင်ကိုလူကြီးဘာပါမှဖြစ်မှာဘာအားကိုးကြရမှာလဲဒါကြောင့်လက်ရှိဘဝနေရတဲ့အခိုက်ကလေးအားကိုပြုနိုင်လောက်တဲ့ကုသိုလ်ကိုဘယ်လိုပဲပြည့်ရည်ဖင်တွဲနေကိုတတိပေးအတိပေးနှိုးဆော်ပြီးတော့ဖင်တွန်းပြီးတော့ဘာလို့လောက်ရတဲ့အဲ့ဒီလိုလုံးလို့ရတဲ့ကုသိုလ်ကကုသိုလ်ရှင်ကိုရောက်လေရာဌာနဖြစ်လေရာဘုံဘဝကနေစောင့်နေတဲ့ဘသူဟာစောင့်လဲမျောလင့်ပြီးတော့နေတဲ့ဘသူကမျောတယ်ဘာလို့ဖို့ကောင်းကျိုးတွေပေးခြင်းလွန်းနော်ပြီးတော့လက်ရှိဘဝမိသားစုတွေကဟိုးနောက်ဘဝလိုက်ပြီးကောင်းကျိုးပြုနိုင်ပါမလားအဲ့ဒါသဘောပေါက်နားလည်ပြီးတော့ကိုလူရေအာကိုမလွဲကြဘူးတော့လိုလာပြီနော်ဖြတ်ခနဲ့နဲ့သိနေတာမဟုတ်လားဒီတော့ကုသိုလ်အားကောင်းလာပြီဆိုရင်ကိုလည်းကြည်ညိုနေတယ်တွေးလိုက်ရင်လည်းရင်နဲ့လို့ပီတိဖြစ်လို့အဲ့ဒီကုသိုလ်အဝုံတွေအားကောင်းလာပြီဆိုတော့ခမည်းတော်ဘယ်နေရာသွားရောက်လေရာဌာနကနေဘသူကစောင့်ဘယ်ဘဝရောက်ဘသူကစောင့်ဘာလို့ဖို့စောင့်လဲကောင်းကျိုးရခြင်းရင်ဗာများလို့သဘောပေါက်ပြီနော်ဒါကြောင့်ပုံညာနိပဋိက္ခဏံဒီကိုပြုလို့ရတဲ့ကုသိုလ်တွေကပဋိက္ခဏံဒီရောက်လျာဌာနဖြစ်လျာဘုံဘဝကနေကုသိုလ်တွေကစောင့်မျှော်နေကြတယ်စောင့်ဆိုင်ပြီးတော့နေကြပါတယ်လို့ဣတိဤသို့ဘဂဝါဘုရားမြတ်စွာကအဝဇံကောင်းစွာမသွေမိန်တော်မူလိုက်ပါပေသတည်းဒီတော့ဘုရားကဘာဟောလဲကာတဗံကုသလံကုသိုလ်ရအောင်လို့သူတော်ကောင်းဖြစ်အောင်ကြိုးစားဘုံညာဘိက္ခဝေမဘာယိတာကုသိုလ်ရအလုတ်ကိုလုပ်ဖို့ရမှာကြောက်နေဘုံညာဘာယတော့ဒုက္ခဘာယတိနာမှာကုသိုလ်လုပ်ရမှာကြောက်တယ်ဆိုရင်တော့ဒုက္ခဘာယတိနာမှာချမ်းသာမှာကြောက်တာနဲ့တူတယ်တဲ့ချမ်းသာခြင်းဘာရအောင်လုပ်ဒုက္ခပုညတဥစ္စယောပုညတကုသိုလ်ကဥစ္စယောအပိုင်ပေးလာတဲ့ဥစ္စာဆိုတာသူခေါ်ချမ်းသာပဲစိတ်လဲကိုယ်လဲဘဝလဲအဲ့ဒီချမ်းသာစေတဲ့ကုသိုလ်ကိုဝေါ်ထားပြီးရအောင်လုပ်တာဘယ်သူလုံးမရမယ်ရော့အင်းဆိုလို့ဘေးပါဆိုလို့အလဲအထလုပ်လို့ဘယ်သူလုံးမရမယ်လုပ်ရင်မလုပ်ရင်ရခြင်းရင်လုပ်ကြလေသတည်းဗျာမရခြင်းနဲ့ခမည်းတော်သဘောကြိုက်သလိုနေကိုဖြစ်ပြောဖြစ်လာရင်ခံရမယ်နော်ကိုဖြစ်ရှင်းပြီလားရှင်းတော့ကြအောင်စို့ပြီး